တကြံရောက်ပြီဆိုတော့တကြံအတွင်းစားတော့အတွက်စိတ်ပူနေတဲ့မိတ်ဆွေတွေလည်းအများကြီးပေါ်လာတယ်တကြံအတွင်းမှာမုံလုံးရေပေါ်ဘယ်နှလုံးစားလို့ရတယ်မုံလုံးရေပေါ်မှာကယ်လိုရီဘယ်လောက်ရှိတယ်လဲအဲ့မုံလုံးရေပေါ်တွေစားလိုက်လို့ဘယ်လောက်ကြာကြာလေးကျင့်ခန်းလုံးမှပဲအဲ့ကယ်လိုရီတွေပြန်လောင်ကျွမ်းနိုင်မလဲတကြံအတွင်းမှာအစားအသောက်တွေစားလိုက်လို့ဝမှာကြောက်တယ်တကြံအတွင်းမှာလေးကျင့်ခန်းမလုပ်ရင်ကြွက်သားဆုံးရှုံးမှာကြောက်တယ်ဆိုတဲ့မေခွန်ပေါင်းမြောက်များစွာကျွန်တော်စီရောက်လာတယ်တကြံအောင်မရောက်သေးဘူးဒီအပူတွေကြောင့်စိတ်ဖိစီးမှုတွေတက်ပြီးတော့မှခန္ဓာကိုယ်ရဲ့ကော်တီဇောဟော်မုန်းကိုတက်စေတယ်ကော်တီဇောဟော်မုန်းတက်လာတဲ့အခါခန္ဓာကိုယ်ရဲ့ဒီအစီချေဖြစ်တဲ့ဖြစ်စဉ်ကိုသူကနေကွေးစေတယ်အဟန့်အတားဖြစ်စေတယ်အဲ့တော့ကျွန်တော်တို့စားတော့မစားရသေးဘူးအစီချေဖြစ်တဲ့ဖြစ်စဉ်ကခက်နေပြီနှစ်မှာ365ရက်ရှိတယ်ဒီတကြံပိတ်ရက်10ရက်ကတစ်နှစ်ပတ်လုံးရဲ့ 0.02% လောက်တောင်မရှိဘူးဆိုတော့တကြံအတွင်းမှာ diet ကိုသေချာ control လုပ်မယ်လို့စဉ်းစားနေတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့အစီလေးကိုကင်ပြီးတော့မှတစ်ချက်စဉ်းစားကြည့်မယ်ဒီအစီတွေကကျွန်တော်တို့9ရက်10ရက်စားလိုက်လို့တက်လာတဲ့အစီတွေလားပြီးခဲ့တဲ့နှစ်တွေကကျွန်တော်တို့နှစ်နဲ့ချီပြီးတော့မှအစီတွေချလာခဲ့တာစ조사ပြီးတော့မှလှုပ်လာခဲ့တာတော့မှမကြတဲ့ကိစ္စဒီ9ရက်10ရက်ကို control လုပ်လိုက်လို့ဒီ diet ကိုသေချာထိန်းလိုက်လို့မိတ်ဆွေတို့အစီကြမယ်ထင်လားမိတ်ဆွေတို့ကိုဝါစေတာကဒီတကြံပိတ်ရက်9ရက်10ရက်အတွင်းမှာဘာတွေစားလိုက်တာလဲဘလောက်စားလိုက်လဲဆိုတာမဟုတ်ဘူးတကြံပိတ်ရက်ပြီးလို့ကျန်တဲ့ရက်ပေါင်း300ကျော်တွေမှာမိတ်ဆွေတို့ဘယ်လိုစားတောက်နေထိုင်တယ်လဲ lifestyle ကဘယ်လိုမျိုးလဲဆိုတော့ပုံမှာမူတည်တယ်နောက်ပြီးနှစ်ပေါင်းများစွာအကြာမှာအခုလက်ရှိ memory ကိုပြန် record လုပ်တဲ့အခါမှာလွန်ခဲ့တဲ့9နှစ်ကတကြံအတွင်းမှာငါသည်အစားအသောက်ကိုဘယ်လိုဂရုစိုက်ခဲ့တယ်လဲ protein ကိုဘယ်လိုဂရုစိုက်ပြီးစားခဲ့တယ်အရွက်တွေကိုဘယ်လိုစားခဲ့လဲဆိုတဲ့ memory ကအုံနောက်ထဲမှာကြံခဲ့မှာမဟုတ်ဘူးကျွန်တော်တို့ရဲ့အုံနောက်ထဲမှာကြံခဲ့တဲ့ memory ကဒီတကြံအတွင်းမှာငါတငယ်ချင်းတွေနဲ့ငါမိသားစုဝင်တွေနဲ့ငါမိတ်ဆွေတွေနဲ့ဘယ်လိုပျော်ခဲ့တယ်လဲဘယ်လိုပျော်ပျော်ပါပါစားတောက်ခဲ့တာလဲဒီမုံလုံးရေပေါ်လေးထဲမှာငရုတ်တီးတွေထည့်ပြီးမှတငယ်ချင်းတွေကိုဘယ်လိုကြည်ဆယ်ပြီးတော့မှစားနောက်ခဲ့ကြတယ်လဲဆိုတဲ့ဒီပျော်ရွှင်စရာကောင်းတဲ့ဒီ memory ပဲကြံခဲ့မှာဒါကြောင့်မို့လို့တကြံအတွင်းမှာပျော်ပျော်စားခဲ့ပါပျော်ပျော်လဲခဲ့ပါလေ့ကျင့်ခံမလုပ်နိုင်ဘူးဆိုရင်လည်းဘာမှပြဿနာမရှိဘူးတကြံပြီးလို့ပြန်ရောက်လာတဲ့အခါမှာမိတ်ဆွေတို့နဲ့အတူရှေ့ဆက်သွားဖို့ကျွန်တော်အမြဲတည်းကနေစောင့်နေမယ်ပျော်ရွှင်စရာတကြံလေးဖြစ်ပါစေရှင်